ကျောင်းပြလာခဲ့တဲ့ကျောင်းသားတယောက်ထူးဆန်းတွေလာကလပ်ကိုဝင်ပြီးမြို့ထဲမှာမရှိခဲ့တဲ့အရာတွေရှိအောင်လုပ်ပြီးထူးဆန်းလွန်းတဲ့မြို့အဖြစ်ကိုပြောင်းလဲခဲ့ပါတော့တယ်တရက်မှာကီဆူဆိုတဲ့ကောင်လေးကကျောင်းအောင်ပြောင်းလာလို့မီကူချီကူတို့ကသူ့လာနှုတ်ဆက်ခဲ့ပါတယ်ပြီးတော့ထူးဆန်းထွေလာအတွက်တိသက်ဖနာတဲ့ကလပ်ကိုဝင်မလားဆိုပြီးပေါ့ကီဆူကလည်းအရန်အောင်ပြောသွားပြီးတော့ဝင်မဲ့ဆိုကဘေးနာပန်းပွင့်ကိုခုလိုက်ပါတယ်တီအောင်ဆိုလို့ကြည့်လိုက်တဲ့အချိန်မှာမျိုးလုံးနဲ့ပိုင်ဖြစ်နေတာပါကီဆူကပြောလိုက်တာဒီကျောင်းလာတာတော်တော်ပြောဖို့ကောင်းတာပဲဆိုပြီးထွက်သွားပါတယ်နောက်ရဲကီဆူကကလပ်ထဲကိုရက်သွားပါတယ်အဲ့မှာတော့မီကူကဇွန်စိတ်ဆွဲနေချွတ်ပြလိုက်တာပါကီဆူကလည်းလက်လွတ်ကြည့်ရရသွားပါတယ်ဒါပေမဲ့တခြားလူတွေသူ့ထူးဆန်းသူတို့ကြည့်နေကြတာပေါ့ဒါပေမဲ့ကီဆူကဘာမှစိတ်တမထားပဲရေတကွန်ကြည့်အောင်ဆိုတာတနေရာခေါ်သွားပါတယ်မီကူကဒီမြို့မှာနေလာကြပေမဲ့ရေတကွန်ရှိတာမသိကြပါဘူးသူတို့လည်းလိုက်သွားပါတယ်ဟိုရောက်တော့ရေတကွန်တွေ့လိုက်ရပြီးကီဆူကငါအမှားပဲနေတဲ့အစွမ်းရတယ်ဆိုပြီးဒီမှာကြည့်ဆိုပြီးငါ့ကိုပြပြလိုက်ပါတယ်ပြီးတာနဲ့မီဆူကိုအမှားဆန်းကြည့်မင်းလဲဆွမ်းရရနိုင်တယ်ဆိုတာထွက်သွားပါတယ်နောက်ကြမီဆူကတကယ်ပဲပြော့သွားပါတယ်ရေကရုံတော့ကြည့်ပေမဲ့လည်းမရှိခဲ့ပါဘူးကီဆူကတော့နောက်တရနေအောင်ခေါ်သွားပြန်ပါတယ်အဲ့နေရာမှာတော့အစအိမ်နေရှိခဲ့ပေမဲ့အခုလိုရေကင်းဖြစ်သွားတာပါရေကရဲနဲ့အကောင်အင်းထွက်လာလို့ပြေးလာလိုက်ရပါတယ်ညတော့သူတို့စီလူတယောက်ရောက်လာပါတယ်အဲ့လူကသူ့ကိုယ်သူမီဆူပါပြောပြီးတကားကိုဖွင့်လိုက်ပါတယ်အထက်ကလူတွေလည်းပြေးသွားလိုက်ရပါတယ်အပြင်ရောက်တော့ထူးဆန်းတဲ့အယူကြီးရှိနေတာကိုမြင်လိုက်ရပါတယ်သူတို့ကမေးတော့ကီဆူကဓာတ်ဆူလူရှာဖို့အရန်ကောင်းလို့နေဆိုပြီးပြောပါတယ်အဲ့ချိန်မှာပဲမီဆူကအစွမ်းနဲ့အခြားတစ်ရက်ကိုပြစ်ချလိုက်ပါတယ်အဲ့လူကလည်းရှောင်းပြင်းပြပါတယ်တကယ်မှလွန်းနေအဲ့ကြီးတကူမှနေလေအစွမ်းရတာလေကီဆူငါတို့တူတူပစ္စည်းရဖန်လေးအောင်ဆိုပြီးပြောလိုက်ပါတယ်ကီဆူကတော့ဒီလောက်ဆိုရပြီဆိုကနောက်ရက်ကျကီဆူမီဆူနဲ့တခြားတစ်ယောက်ပဲပြောတော့ကဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်